ဦးစင်းဟာ restart ချတဲ့သဘောနဲ့ပြောစရာလေးရှိတယ်ငယ်စဉ်ကတည်းကနေဖြစ်ချင်ခဲ့တဲ့ယဟန္တာဆိုတာကိုဖြစ်ဖို့လဲကြိုးစားခဲ့တယ်ကြိုးစားခဲ့တဲ့တစ်လျှောက်မှာလည်းအဖြစ်ပြက်ကင်းရာကိုမြင်ခဲ့တယ်မြင်ခဲ့တဲ့အတွက်နိဗ္ဗာန်လို့လည်းထင်ခဲ့တယ်ယဟန္တာဖြစ်ခြင်းတဲ့သခြင်းမှာတော့အဲ့ဒီသဘောတရားကိုဦးစင်းမျှဝေခဲ့တယ်ဘာမှမရှိခြင်းတွေအစားထိုးခဲ့ရင်ဆိုတာဟာဖြစ်ပျက်တွေမရှိတော့တာကိုပြောတာပါယုံနာဖြစ်ပျက်တွေဆုံးလို့သွားအောင်ဆိုတာဟာအဲ့ဒီတုန်းကမြင်ခဲ့ဘူးတဲ့ဖြစ်ပျက်ကင်းတာကိုနိဗ္ဗာန်လို့ထင်မှတ်ပြီးတော့ထည့်ရေးခဲ့တာပါအခုပြောချင်တာကအဲ့ဒါကြီးကအမှားကြီးပါအဲ့ဒါကြီးကဘာကြောင့်မှားလဲဆိုတာကိုတိတိကျကျသိလာရတဲ့အချိန်ကအခု2026ခုနှစ်3လပိုင်း9ရက်နေ့ပေါ့နော်အဲ့လိုသိလိုက်တဲ့အခါမှာစင်ကြင်မှုတွေဖြစ်လာတယ်အချက်လက်ရဲ့တုံ့ပြန်မှုပေါ့နော်မဟုတ်ဘူးဆိုတာကိုသိလိုက်တဲ့အခါမှာဒါဆိုရင်တော့အဲ့ဒီ2026ခုနှစ်3လပိုင်း9ရက်နေ့မတိုင်ခင်ကရေးခဲ့တာတွေပြောခဲ့တာတွေဟောခဲ့တာတွေဟာနိဗ္ဗာန်အစစ်မဟုတ်ဘဲနဲ့နိဗ္ဗာန်အစစ်လို့ထင်မှတ်ခဲ့ပြီးတော့ယဟန္တာဖြစ်ပြီလို့တောင်ထင်မှတ်ခဲ့ပြီးတော့ဟောခဲ့တာတွေရေးခဲ့တာတွေဟာဖြတ်ပစ်တဲ့era ကြီးပဲလို့နားလည်လိုက်တယ်နားလည်လိုက်တဲ့အခါမှာဒါဆိုရင်တော့ဒါတွေကအမှားပါလို့သတိပေးရမယ်တာဝန်ပဲယူဆပြီးတော့အခုလာပြောတာပါဦးစင်ကငယ်ငယ်ကဖြစ်ချင်ခဲ့တဲ့ယဟန္တာမျိုးမဖြစ်ချင်တော့ပါဘူးအဲ့တော့ဦးစင်းကိုကြည့်တဲ့အခါမှာယဟန္တာဖြစ်ချင်တော်တဲ့မှာအာထုတ်စသည်ဖြင့်မမြင်ပါတော့နဲ့ဦးစင်းယဟန္တာလုံးဝမဖြစ်ချင်တော့ပါဘူးမဖြစ်ချင်တော့ဘူးဆိုတာဟာဦးစင်းဖြစ်ချင်ခဲ့ဘူးတဲ့ယဟန္တာမျိုးမဖြစ်ချင်တော့လို့ပါအဲ့ဒီအခါမှာအဖြစ်ပြက်ကင်းတာကိုမြင်စဉ်တုန်းကရိယာလို့ထင်ခဲ့တယ်ယဟန္တာလို့ထင်ခဲ့တယ်ကိုယဟန္တာလို့လည်းထင်ခဲ့တယ်ဦးစင်းသင်ယူခဲ့ဘူးတဲ့အချက်လက်တွေကလည်းအဲ့ဒါကိုအဖြစ်ပြက်ကင်းတာကိုသိတဲ့သဘောဟာအရတမအရတဖို့လို့ဦးစင်းဟာချိန်ပေါင်းမြောင်များစွာအဲ့ဒီအချက်လက်တွေကိုသင်ယူခဲ့ရတာဖြစ်တဲ့အတွက်ကိုယဟန္တာလို့ထင်မှတ်ခဲ့တယ်ထင်မှတ်ခဲ့ပြီးတဲ့နောက်မှာကျောင်းတရားတွေကိုပြန်ဆင်ခြင်ကြည့်လိုက်တော့ဒီအဖြစ်ပြက်ကင်းတာကိုမြင်တာဟာ9နှစ်သားကလေးဟာဖြစ်နေခဲ့တယ်ဒါဆိုရင်ဒီ9နှစ်သားကလေးကဆရာမရှိဘဲနဲ့ဖြစ်တာဆိုရင်အတိတ်ဘဝမှာသောတာပန်များတည်နေခဲ့တာလားဆိုပြီးတော့ဦးစင်းတွေးမိပါတယ်တွေးပြီးတော့အတိတ်ဘဝလို့ထင်မှတ်เสียဘဝကိုပြန်ကြည့်လိုက်တဲ့အခါမှာသူဟာသောတာပန်အင်္ဂါပေါင်းများစွာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်ဦးစင်းရဲ့အတိတ်ဘဝလို့ထင်မှတ်ရတယ်ထင်မှတ်ခဲ့ဘူးတဲ့ဘဝတစ်ခုပေါ့နော်အဲ့ဒီဘဝဟာဥပ္ပန်စိန်ဘဝမှာခုနှစ်ရထားတာမပုံမတိုးဘူးဆိုတဲ့လက္ခဏာတွေရဲ့ရှင်သန်စဉ်မှာသောတာပန်အင်္ဂါပေါင်းများစွာပြည့်စုံနေတာတွေရဲ့ကိုကြည့်ပြီးတော့ဒါဆိုရင်ငါအတိတ်ဘဝမှာသောတာပန်များတည်ခဲ့တာလားအဲ့ဒီလိုလဲထင်အောင်ထင်မှားတွေတွေးခဲ့ပါတယ်တွေးခဲ့ပြီးတော့ပြောခဲ့မိပါတယ်အဲ့တော့ဦးဇင်းနေနဲ့
ဒါတွေအကုန်လုံးကမှားနေပါလားလို့တိတိကျကျသိခဲ့တာဟာ2026ခုနှစ်3လပိုင်း9ရက်နေ့မှာဖြစ်ပါတယ်အဲ့တော့ဒီအမှားတွေကဘလို့ဝင်နေဖြစ်စေတယ်လဲတခြားသူတွေကိုလည်းဘလို့ဝင်နေကိုဆက်ပြီးတော့ပြီးစီမလဲတကယ်လို့ဦးစင်းတို့တည်သွားခဲ့ပြီးဆိုရင်တော့မှအဲ့ဒီအချက်လက်အမှားတွေကဝင်ပြီးစီတဲ့ဟာတွေကိုနောင်မျိုးဆက်တွေကထမ်းသွားကြမှာလည်းမြင်မိပါတယ်အဲ့ဒါကြောင့်ဒါကြီးကအမှားကြီးဆိုတာကိုပြောဖို့တာဝန်ယူလိုက်တာပါတခြားထပ်ပြောပါမယ်2026ခုနှစ်3လပိုင်း9ရက်နေ့မတိုင်ခင်မှာဦးစင်းရေးခဲ့ပြောခဲ့လုပ်ခဲ့တဲ့အနေဖက်နဲ့ပတ်သက်တာတွေအရိယာလို့ထင်ခဲ့တာတွေအဲ့ဒါတွေအားလုံးဟာတခုမှမလိုက်နာကြပါနဲ့မှားနေတဲ့အချက်လက်တွေဖြစ်ပါတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဦးစင်းတာဝန်လည်းမယူပါဘူးအဲ့တော့အခုခါမှာဦးစင်းတာဝန်ယူနိုင်တဲ့အရာတော့ရှိပါတယ်ရှေ့ဆက်ပြီးတော့ဦးစင်းပြောမဲ့ပုံစံတွေနေမဲ့ပုံစံတွေလုပ်နေတဲ့ပုံစံတွေအားလုံးဟာဦးစင်းကိုယ်တိုင်လည်းဝင်ပေါ်ပြီးတော့မင်းတို့လည်းလိုက်နားထောင်တဲ့အခါပဲဖြစ်ဖြစ်ဦးစင်းပြတဲ့ဟာကိုသိအောင်လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်ဝင်ပေါ်စေမယ်ဆိုတာကိုတော့တာဝန်ယူပါတယ်ဒီချာထပ်ပြောပါမယ်2026ခုနှစ်3လပိုင်း9ရက်နေ့မတိုင်ခင်အထိဦးစင်းရေးသမျှပြောသမျှလုပ်သမျှအကုန်လုံးကိုတာဝန်မယူပါဘူးအဲ့ဒီ data တွေအဲ့ဒီ information တွေအဲ့ဒါတွေအကုန်လုံးက error တက်နေခဲ့တာပါဦးစင်းကိုယ်တိုင်လည်း restart ချနိုင်ခဲ့ပါပြီ restart ချနိုင်နေဆိုတဲ့သဘောဟာရဟန္တာဖြစ်သွားပြီလို့ပြောတာလုံးဝမဟုတ်ပါဘူးဖြစ်လဲမဖြစ်ချင်တော့ပါဘူးအဲ့ဒါကိုလည်းနားလည်ဖို့လိုပါတယ်အဲ့တော့ထပ်ပြီးတော့တင်တော့အလုပ်တစ်ခုပေးပါမယ်အဲ့ဒီအလုပ်ကလုပ်ချင်လဲလုပ်ပါမလုပ်ချင်လဲနေပါဘာလုပ်လဲဆိုတော့အဲ့ဒီလိုမျိုးရဟန္တာလို့ထင်မှတ်ခဲ့တယ်ထင်မှတ်ခဲ့ပြီးတော့ကိုသိခဲ့တဲ့တရားကိုရဟန္တာလို့ရောက်ချောင်းတရားလို့ထင်ပြီးတော့လမ်းနေပြခဲ့တယ်အဲ့ဒီအချိန်မှာအရိယာမဟုတ်ဘဲနဲ့အရိယာလို့ထင်မှတ်ခဲ့တာတွေဟာတို့မြတ်စွာဘုရားရဲ့ဘုရားဟောပါဠိတွေပဲဖြစ်ဖြစ်ဝိနည်းတော်မှာဘယ်လိုမျိုးအာဘတ်ကိုသင်စေပါသလဲဒါကိုသင်တို့အလုပ်ပေးတာပါဟုတ်ပါပြီတေချာမှတ်ထားနော်2026ခုနှစ်3လပိုင်း9ရက်နေ့မတိုင်ခင်အထိဦးစင်ရေးသမျှပြောသမျှလုပ်သမျှအကုန်လုံးကိုတာဝန်မယူပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒါတွေကိုအမှန်လို့ထင်ပြီးတော့လုပ်ခဲ့တဲ့အမှားတွေဖြစ်နေတာကိုအဲ့ဒီနေရာမှာသိခဲ့တာမို့လို့ပါဟုတ်ပါပြီ